ဒီချေတို့အနေနဲ့ဒီနေ့ပတ်သရီမှာတော့အရွက်ထိုးနည်းလေးကိုထပ်မံပြီးတော့တင်ပြပြီးသွားမှာဖြစ်ပါတယ်။အရွက်ကို3ပုံပုံရင်တပုံစာလောက်စာပဲယူပါမယ်။အောက်ကနေပြီးတော့အပေါ်ကိုခြေတစ်ခါဆွဲထုတ်မယ်။ပြီးရင်3ပုံပုံတပုံစာလောက်ကိုခြေယူပြီးတဲ့အခါမှာအလဲဆန်ရနေပဲကိုကညာဘက်ကိုတန်ရင်ညာဘက်ကနေစပြီးတော့ထိုးရလို့ရပါတယ်။ဘယ်ဘက်ကိုတန်ရင်ဘယ်ဘက်ကနေစပြီးတော့ထိုးရလို့ရပါတယ်။ပြထားတဲ့ထိုးနည်းအတိုင်းပဲဘယ်နဲ့ညာကိုတလှည့်စီသွားပါမယ်ခြီလေးတွေကတော့အလဲကနေပြီးတော့ပဲစထွက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အလဲကိုပေါ့နော်ပထမတစ်ခေါက်ထိုးပြီးရင်သူ့ရဲ့အောက်မှာတဖြည်းဖြည်းချင်းလေးကားတစ်လိုမျိုးထိုးရဖို့လိုပါတယ်ညာဘက်မှာဆုံးလို့ရှိရင်အလဲကနေပြီးတော့ဘယ်ဘက်ကိုထွက်မယ်ဘယ်ဘက်မှာဆုံးလို့ရှိရင်အလဲကနေပြီးတော့ညာဘက်မှာထွက်မယ်ပေါ့နော်စသည်ဖြင့်တလှည့်စီသွားပါမယ်အကွာအဝေးကတော့ကိုဆွဲထားတဲ့အရွက်ပုံရဲ့အကွာအဝေးကိုပဲယူပါမယ်ရှင်ဘောင်ကိုတော့လေအရွက်ရဲ့ဥမာမှင်ဆွဲထားတဲ့ဘောင်ထက်တော့မကြော်ပါနဲ့နီးစပ်ဆုံးဘောင်ပေါ်မှာမှင်ရဆွဲထားတဲ့ဘောင်ပေါ်မှာပဲအက်ကိုစိုက်ပေးပါဒီလိုမျိုးတလှည့်စီထိုးသွားတဲ့အခါမှာအချက်မညီတာမျိုးတွေမလှတာမျိုးတွေရှိကောင်းရှိနိုင်ပါတယ်ဒါကြောင့်မလို့ဒီတိရွက်ထိုးနည်းလေးကိုများများလေးကျင့်ပေးဖို့လိုပါတယ်ရှင်တိရွက်ကလေးတွေကတရက်ထိုးတဲ့မတက်ကကြတော့စနစ်မကင်းပုံစံနဲ့တူပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ထိပ်ပိုင်းမှာချွန်လင်းသွားမယ်ဒုတိယပိုင်းမှာတော့နည်းနည်းလေးစီကျဲသွားမယ်နောက်ဆုံးပိုင်းရောက်တဲ့အခါမှာတော့ပြန်ပြီးတော့ချွန်သွားမယ်ပေါ့နော်။သူ့ရဲ့ပုံစံလေးကကြတော့ထိုးနီးထိုးချက်ကလေးကကြတော့စနစ်မကင်းပုံသို့မဟုတ်စိန်တုံးပုံလေးနဲ့တူပါတယ်ပေါ့နော်။ဒုတိယအဆင့်မှာတော့တိရွက်ကိုမမဲကအလွယ်ဖြစ်အောင်လို့နည်းနည်းလေးရှင်းပြသွားတဲ့အတွက်ကြောင့်မလို့ပထမတစ်ခေါက်ထိုးနည်းမှာနေတေချာလိုက်ကြည့်ပေးဖို့လိုပါတယ်ဗီဒီယိုကအရန်ရှည်လို့မရတဲ့အတွက်ကြောင့်မလို့အမြန် 2x နဲ့ပြပေးရတာကိုနားလည်ခွင့်လုပ်ပေးပါအောင်ရှင်တိရွက်ဆိုတာဒီတိရွက်မှမဟုတ်ဘူးเนาะနောက်လာမဲ့တိရွက်တွေလည်းဒီထိုးနီးတိုင်းပဲထိုးရမှာပါဆိုတော့လေဒီထဲမှာကဒီထိုးနီးပုံစံလေးတွေကတစ်ခုဆိုတစ်ခုအသုံးဝင်ပါတယ်ဒီထိုးနီးပုံစံလေးတွေကလည်းဒီဘရောက်ပန်းဆိုဘရောက်ပန်းနေရာမှာပဲထိုးရမှာမဟုတ်ဘဲနဲ့ကို3နိုင်ရင်3နိုင်တလောက်ကိုခွေးရှင်းထွင်နိုင်ရင်ထွင်နိုင်တလောက်ကိုအတွက်ကကျေပြင်းရင်ကျေပြင်းတလောက်ပေါ့နော်များများအသုံးချလို့ရပါတယ်ဒါဆိုရင်တော့ခြိတုပ်မဲ့ပိုင်းလေးပေါ့နော်ခြိတုပ်တာကတော့ပုံမှန်ကိုအားတန်တဲ့နီးနဲ့ခြိတုပ်လို့ရပါတယ်ဒါဆိုရင်တော့နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်